ကျွန်တော်ရဲ့ channel ကြီးကြိုဆိုပါတယ်။ကျွန်တော်ဒီနေ့ဖော်ပြပြချင်တဲ့အကြောင်းအရာတော့ကျွန်တော်ရဲ့ကွန်ပျူတာမှာမိမိရဲ့ကွန်ပျူတာမှာပေါ့နော်။ဘယ်လို hard disk သုံးထားလဲ SSD hard disk သုံးထားလားဒါမှမဟုတ် SSD သုံးထားလားဒါမှမဟုတ် SSD သုံးထားလားပေါ့နော်။ဘယ်လို hard disk မျိုးစားတွေသုံးထားလဲဆိုတော့ဘယ်လိုကြည့်ရမလဲဆိုတာလေးကျွန်တော်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ကျွန်တော်ပထမလေးအနေနဲ့ဘယ်လိုကြည့်ရမလဲဆိုတော့Windows ခေါ်တယ်နော် shortcut ကလေးကတော့ Windows ရဲ့ I ပါ Windows I နော်ပြီးရင် DASKMGR ဆိုပြီး Task Manager ကိုရေးရပါမယ်ပြီးရင်ကျွန်တော် Enter ခေါ်ပြရတယ် Open လေးပြရပါတယ်ကျွန်တော်တို့ဒီမှာပေါ်လာပြီဆိုရင်ဒီမှာနော် Platform နဲ့ Design လေးပါအဲဒီဒီမှာ Test ပေါ့နော်ဒီမှာလည်းကျွန်တော်ဒီမှာပါတယ် SSD ပါကျွန်တော်ရဲ့ကွန်ပျူတာကျွန်တော်ရဲ့ laptop ဆိုရင်ဒီမှာ SSD 512GB ပေါ့နော်512GB ကိုထည့်ပြီးတော့သုံးထားပါတယ်ဒါ SSD 512GB နော်အဲ့ပြီးတော့ဒီမှာ capacity 477K ဆိုရတယ်ကြည့်ရပါတယ်ဒါတော့Ampere ဟောနော်ကျွန်တော်ပြတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ477ဆိုရင်ဒါ 512K လို့ပဲတက်မှတ်လို့ရပါတယ်477မှာလည်း480ဒါမှမဟုတ်500ဆိုတော့ 512K ပေါ့နော်ကျွန်တော်တို့118နော်118 120ဆိုရင်လည်းဒါ128K ဆိုပြီးတော့ကျွန်တော်ကတက်မှတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကlaptop တစ်ခုကိုကွန်ပျူတာတစ်ခုဝယ်ရမယ်ဆိုရင် SSD နဲ့ရှူရမလား hard disk နဲ့ရှူရမလားပေါ့နော်ဆက်လိုက်ခက်တယ်ပေါ့အဲဆိုရင်ကျွန်တော်ဘယ်လိုဘာလို့ရှူရမလဲဆိုတော့ပြပြပြမယ်ကျွန်တော်ကတော့ SSD ပိုင်းတော့ဝယ်ချင်ပါတယ် hard disk 900K နဲ့ SSD 128K နဲ့ဆိုရင်တော့SSD 128K ထားတော့ဝယ်ချင်ပါတယ်ဆိုတော့SSD ကပို့ပြီးတော့ကွန်ပျူတာကိုပို့ပြီးပို့ပါနဲ့တော်တော်လေးလုပ်ပေးနိုင်ရင် hard disk ကကျတော့သူကကျင်းရတာပဲရှိရပါတော့သူကစပစ်လေးနဲ့ file လေးဖွင့်လေးနဲ့လုပ်ဖို့နေရရှိပါတယ်3000ဝန်းကျင်1000ဝန်းကျင်လောက်ပဲရှိရပါအဲဒါဆိုတော့hard disk များတာနဲ့ SSD နည်းရဆိုရင်တော့SSD နဲ့တော့ဝယ်ချင်ပါတယ်အဲ့တော့ဒီနေ့တော့ကတော့ဘလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်